အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ CNZ တီပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာတော့RP Gaming မြန်မာစာပါနဲ့ရောက်နေရမှာဖြစ်ပါတယ်ကျွန်တော်နောက်ပိုင်းလည်းဒီစာပါထဲမှာပဲဆော့ဖို့စီစဉ်ရှိပါတယ်ကျွန်တော်သူ့ကိုမေးပြပါပါကျွန်တော်သူ live stream မှာကျွန်တော်မေးကြအဲ့လိုကန့်သက်ဖြစ်ပါဦးတဲ့ကျွန်တော်သူ့စာပါမှာအဲ့လို recording တွေပါတယ်လုပ်လို့ရပါတယ်အဲ့ဒါပဲကျွန်တော်လည်းဒီလိုလေးပဲအဆင်ပြေအခက်အခဲမရှိဘူးပေါ့နော်အစတော့ကျွန်တော်က Giant Twitch မှာ stream နေတယ်လို့မေးတာသူကရတယ်တဲ့ဘာပဲလုပ်လို့အဆင်ပြေတဲ့သူ့စာပါကိုရောက်လာပါကျွန်တော်သူ့ရင်ဖွင့်နေစာပါတော့ရှိပါတယ်ဒါပေမဲ့တရားမလားဟေ့စပိုက်တိုင်းမတိုက်ခိုက်တော့လားမင်းလားကျွန်တော်မေးညာမြေကြီး320လောက်မသိကျွန်တော်တို့ရမှာကျွန်တော်ဒီ site ခင်းတော့ဆိုပြီးလောက်အောင်မြေကြီး320အောင်ထူရတော့မှာပဲထူပြီလေအဲ့တော့ဒီနားအမြေကြီးအကုန်တီးလိုက်တော့ပုံဝိုင်းစားတော့မြေကြီးမှလည်းအကုန်အညီဖြစ်နေကြမလားအဲ့တော့ဟုတ်ပြီတော့မြေကြီးတော့20လူရမယ်ဆိုတော့ပြင်းနေရပြီပေါ့နော်5 star လောက်တော့ရှိမှာဖြစ်creeper တန်ကြတယ်မင်းဘာမှဖြစ်အောင်ဒီစာပေါ်မှာ creeper ပေါက်တာဘာမှဖြစ်creeper ပေါက်တာဘာမှဖြစ်ဆိုတော့ပစ္စည်းတွေမပြည့်စည်ဘူးပြောချင်တာပါကြောက်ဟာဒီပြင်ရောက်လာပြီဒါတော့စောစောကပုံမှန်ဆက်ပါပါဒါတော့ကျွန်တော်ပထမဆုံး base ပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်ဒီနားမှာလူတိုင်း spawn ပါပေါ့နော်ကျွန်တော် base ကအရင်မလာပါဘူးလှမလာပါဘူးHD သွားလိုက်အောင် What the fuck is that ဟိုဘက်မှာတရားလေးခုရှိပါတယ်ဒီကတော့ချားလူရဲ့အင်ဂျင်ပေါ့နော်ဘာတိုင်းကြီးမသိပါဘူးရှိပါတယ်ဖြတ်ပြမယ်ကြောက်ငါဘာလို့ဖြတ်မိလိုက်လဲနော်တနာပါမျိုးကဲတင်ပြီးမယ်ကွာလင်္ကာဂူလီကွာကြလင်္ကာကိုဒီစိတ်လေးကိုပြီးမွေးမယ်ဒီစီပြသွားရမှာအခုစာပါထဲမှာဘယ်ယောက်ရှိလဲဆိုတော့1ယောက်2ယောက်3ယောက်4ယောက်5ယောက်ပဲရှိတယ်ဗျအားလုံးကဒါကြတော့သူ့နာမည်အောင်မေးပါဘာလဲမသိဘူးစိုင်းမုံမှာတတ်ထားဟော TDA craft ဝါ TDA craft ပါသူကျွန်တော်လိုအပ်နေတဲ့9 step ကတော့ရပါပါပြီစပြီးတော့ကျွန်တော်ဒီနားလေးတနေရာမှာယူလိုက်ပါဒီနားမှာကျွန်တော်လူလေးနေဆိုတော့ကျွန်တော်နည်းနည်းလမ်းဝေးရနေအောင်သွားလိုက် Okay ဒီနားလေးကောင်းလောက်မယ်ထင်ပါတယ်ဒီနေရာလေးကိုကျွန်တော်မြင်နေညှိလိုက်ပါမယ်ဒီလဲညှိပြီးသွားပြီဆိုတော့ကျွန်တော်ဒီဘက်မှာခုနကတူးလာတဲ့ 5 step တွေကတချို့တစ်ဝက်တွေကိုကျွန်တော်မြည်ခင်းလိုက်ပါမယ်
ဒီလောက်ဆိုရင်ကျွန်တော်ရပြီလို့ထင်ပါတယ်အဲ့တော့ကျွန်တော်မြေစပါးဆိုင်ဖို့အတွက်ကျွန်တော်မြေယူလုပ်ပါမယ်စပါးဆိုင်တဲ့မြေဖြစ်အောင်လုပ်ပါ oh no စပါးမဟုတ် wheat ဆိုင်ဖို့မြေဖြစ်ပါတယ်ဂျုံမို့ okay ဒီလောက်ဆိုရင်ရမယ်တင်တခုလောက်ဆိုရင်ကျွန်တော်ရမယ်တင်တာပဲဟုတ်ပြီမြေညိဟုတ်ပါအဲ့ဒါဘယ်လိုခေါ်လဲမြေလောက်တယ်ပဲထားတယ်ပဲ okay ကျွန်တော်အဲ့လိုလုပ်ပြီးကျွန်တော်ညမသိတာရေမရှိပါဘူးအဲ့တော့ကျွန်တော်ရေရှိအောင်ကျွန်တော်တွင်းလေးတူးပြီးတော့ကျွန်တော်ရေ water bucket နဲ့ရေထည့်လိုက်ပါမယ်မြေကြီးတွင်းပြသွားပြီမြေကြီးတွေကိုလည်းရေထဲထည့်ပြသွားပြီဆိုတော့ကျွန်တော်ဂျုံဆိုင်လို့ရတဲ့မြေကြီးတွေကိုလုပ်ပါအဲ့တော့ကျွန်တော်စပိုင်းဂျုံလေးဆိုင်လို့ရမြေကြီးလုပ်ပြသွားပြီဆိုတော့နောက်ပိုင်းဂျုံလေးတို့ seed တွေတို့ထည့်ဖို့အတွက်ကျွန်တော် chest တွေအများကြီးလုပ်လိုက်ပါမယ်ပြီးတော့ကျွန်တော်နောက်ပိုင်းညရင်လည်း storage bonding လေးလုပ်ချင်တာမို့လို့ chest တွေပို့ပြီးတော့လုပ်လိုက်ပါတယ်ကျွန်တော် chest 24ခုအောင်ရပါတယ်ဟုတ်နော်မဟုတ် chest 29ခုရပါတယ်အဲ့တော့ကျွန်တော်ဂျားလေးမှာကျွန်တော် chest တချို့တစ်ဝက်ကိုထားလိုက်ပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့ပြီးတော့အစီအစဉ် share ပေးပါလို့ရပါတယ်ပြီးတော့ notification လေးနဲ့တီးပေးထားကြပါအဲ့ဒါမှကျွန်တော်နောက်တင်တဲ့ဗီဒီယိုကိုသင်တို့သိမှာဖြစ်ပါတယ်